Life is like riding a bicycle. To keep your balance, you must keep moving. Our core values, customers first, dedications, perseverance. When over 1,400 knowledge workers are gathered together, pioneers and explorers of GTG stories begin. It's take precedence over technology and capital. မင်္ဂလာပါရှင်ဒီကနေ့ကတော့ GTG မိသားစုရဲ့23နှစ်မြောက်နှစ်ပတ်လည်နေ့ရက်လည်းဖြစ်တယ်လို့ A New Chapter ဆိုတဲ့ခေါင်းစဉ်အတိုင်းပဲကုမ္ပဏီရဲ့နောက်ထပ်ဆက်လက်ပြီးတော့ရှောင်လန်းမဲ့ chapter အသစ်အတွက်ကိုအားအင်ဖြည့်တင်းမဲ့နေ့ရက်တစ်ခုလည်းဖြစ်ပါတယ်အခုလိုမျိုးဂုဏ်ယူစရာကောင်းတဲ့နေ့ရက်တစ်ခုကိုရောက်ရှိလာဖို့ဆိုတာကတဦးကောင်တယောက်ကောင်တစ်ဖွဲ့ကောင်စူးစမ်းရုံနဲ့မရနိုင်သလိုတရက်ထဲတစ်လထဲနဲ့စူးစမ်းလို့လည်းမရနိုင်ပါဘူးရှင်နေ့စဉ်ရက်ဆက်လစဉ်လဆက်နှစ်စဉ်နှစ်ဆက်ဆယ်စုနှစ်နဲ့ချီပြီးတော့စူးစမ်းခဲ့ကြလို့သာဒီလိုနေ့ရက်မျိုးကိုရောက်ရှိလာတယ်လို့ကျွန်မအနေနဲ့မြင်မိပါတယ်။ကြာရှုံးနေတဲ့အချိန်မှာလည်းစိတ်တက်မကြပဲနဲ့အောင်မြင်နေတဲ့အချိန်မှာလည်းမော်ကြွားခြင်းမရှိပဲ23နှစ်လုံးလုံးစက္ကန့်မလက်စူးစမ်းခဲ့ကြလို့သာအခုလိုအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိခဲ့ကြတာပဲဖြစ်ပါတယ်။နောက်လာမယ့်အနာဂတ်မှာလည်း GTG ရဲ့ဆောင်မှုအတိုင်းပဲဘာပဲလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်ဆိုတဲ့ခံယူချက်နဲ့အားလုံးအတူတူရှောင်လန်းကြရမှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်စီးပွားရေးလုပ်ငန်းအမျိုးမျိုးရှိတဲ့အနက်မှာကျမတို့ GTG ဟာဆက်သွယ်ရေးကွန်ရက်များကိုတည်ဆောက်ခြင်း၊တွေ့တန်းခြင်း Digital Infrastructure များကိုတည်ဆောက်ခြင်း Infrastructure တွေပေါ်က Internet Service များကိုဝန်ဆောင်မှုပေးခြင်းနယ်စပ်ဖြတ်ကျော်ကွန်ရက်များကိုတည်ဆောက်ပြီးမြန်မာနိုင်ငံရဲ့နေရာတော်တော်များများကိုဝန်ဆောင်မှုပေးနေတဲ့နည်းပညာကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။ယနေ့မြန်မာနိုင်ငံရဲ့ Mobile Payment, Digital Payment တွေနဲ့မြန်မာပြည်သူတွေအသုံးပြုနေကြတဲ့ Cloud Computing Infrastructure များကိုတည်ဆောက်ပေးလျက်ရှိပါတယ်။ကျမတို့ GTG ဟာအရှေ့တောင်အာရှရဲ့ဒေသကြီးတစ်ခုလုံးရဲ့ပုံရိပ်ကိုကြည့်တဲ့အခါလူမှုအတိုင်းအဝန်နဲ့စီးပွားရေးအတိုင်းအဝန်တွေအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အာဆီယံမှာလူဦးရေစုစုပေါင်းတန်ပေါင်း680ကျော်ရှိတဲ့အနက်ကျမတို့ဟာ55တန်းသောမြန်မာနိုင်ငံသားမိသားစုတွေရဲ့ဆက်သွယ်ရေးလိုအပ်ချက်များ၊နည်းပညာအခြေခံအဆောက်အအုံလိုအပ်ချက်များ၊ Digital Economy မှာပါဝင်နိုင်မှုလိုအပ်ချက်များတို့ကိုဖြည့်ဆည်းပေးနေတဲ့အဓိကအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ကျမတို့ GTG ရဲ့ရည်မှန်းချက်ဟာ55တန်းသောမြန်မာနိုင်ငံသူမိသားစုတွေအားလုံးကိုနိုင်ငံတကာအဆင့်မီတဲ့ Digital Road ပေါ်ရှောင်လန်းနိုင်စေဖို့အတွက်ခိုင်မာတဲ့ Digital Infrastructure တွေအရွေအသင်းမြင့်မားတဲ့ Internet Service တွေကိုပံ့ပိုးပေးဖို့အတွက်ပဲဖြစ်ပါတယ်။ဒါတွေအားလုံးဟာမြန်မာနိုင်ငံသားမိသားစုများရဲ့လူနေမှုဘဝကိုပုံမမြင့်မားစေဖို့အတွက်ရည်ရွယ်ပြီးတော့ခိုင်မာတဲ့ယုံကြည်ချက်နဲ့နေ့စဉ်ရက်ဆက်ခီးဆက်နေတဲ့ GTG မိသားစုရဲ့စူးစမ်းအားထုတ်မှုတွေပဲဖြစ်ပါတယ်။ဒီနေ့ GTG ရဲ့23နှစ်မြောက်နှစ်ပတ်လည်ခန်းနာမှာကျမတို့အဖွဲ့အစည်းအနေနဲ့အာဆီယံအဆင့်မှာလှုပ်ဆောင်နေတဲ့အရေးကြီးတဲ့ကဏ္ဍတွေအကြောင်းပြောကြားလိုပါတယ်။ငလျင်တန်ဖြစ်စေမုန်တိုင်းတန်ဖြစ်စေကမ္ဘာ့ကပ်ရောဂါဖြစ်စေဒီလိုသဘာဝဘေးအန္တရာယ်တွေကြားရောက်တဲ့အခါမှာလည်းကျမတို့ engineer တင်းတွေကမမောနိုင်မပန်းနိုင်ရန်နာခြင်းမရှိဘဲ connectivity အမြဲတမ်းရှိနေအောင်လုပ်ကင်ခဲ့ကြပါတယ်။မကြာခင်ကဖြစ်ပွားခဲ့တဲ့မန္တလေးငလျင်မှာဆိုရင်လည်းကျမတို့အဖွဲ့ဟာအမြန်ဆုံးပြင်ဆင်နိုင်ခဲ့တာကြောင့် The American Chamber of Commerce in Myanmar ကချီးမြှင့်တဲ့ AmCham Corporate Social Responsibility Excellence Organization Award ဆုကိုရရှိခဲ့ပါတယ်။ခုလိုအောင်မြင်မှုတွေကိုစိုက်ထူနိုင်ခဲ့တာဟာ GTG မိသားစုဝင်ဦးတယောက်ချင်းစီတိုင်းရဲ့စိတ်သက်ခွန်အားအပင်ပန်းခံနိုင်မှုနဲ့စီလုံးညီညွတ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ကျွန်မအနေနဲ့ဒီလိုစ조사ပြီးတော့ထူးချွန်တဲ့ဖွဲ့သားတွေနဲ့အတူခီးဆက်ခွင့်ရတာကိုအလွန်ပဲဂုဏ်ယူမိပါတယ်။ကျမတို့ GTG ဟာအာဆီယံ level မှာမြန်မာနိုင်ငံအတွက် Digital Economy ကို New Chapter စတင်ဖို့ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။အခုကျွန်တော်ကတော့2006မှာစာကြွတယ်ပေါ့နော်ကိုပြုံးမောင်နေဆိုရင်ကျွန်တော်လာပိုင်းလောက်ပဲခွာလိမ့်မယ်တလားလောက်ပဲခွာလိမ့်မယ်ဗျဟုတ်ကျွန်တော်က2006 10လပိုင်းလောက်ကျွန်တော် join တာပေါ့အခုကျွန်တော်19နှစ်ကျော်ရှိပြီပေါ့ဒီ19နှစ်ထိအောင်တော့ကျွန်တော်ဟိုနေရသူများနေပြောတော့19နှစ်ကိုမလို့ပြင်းလာတော့စသဖြင့်ပေါ့တော့ပြောရတယ်ပေါ့နော်အဲကျွန်တော်အနေနဲ့ကျတော့အဲ့လိုမျိုးပြင်းတယ်လို့တော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တဖြည်းဖြည်းကိုကေရီယာကိုဒီ chain နဲ့ပြီးတော့ကျွန်တော်လုပ်ငန်းကလည်းကျွန်တော်တို့အရင်တော့ကျတော့ကျွန်တော်
တော်ကုမ္ပဏီကအဆိုင်နေလောက်တာလောက်တော့တဖြည်းဖြည်းကျွန်တော်အခု ISP business ကိုကျွန်တော်ကလောက်တာပေါ့နော်လောက်တဲ့တော့မှကျွန်တော်လည်းအဲ့ဒီဟာနဲ့တူပဲလိုက်ပါပဲပြောင်းလာဒါကျွန်တော်မှမဟုတ်သူလည်းတူတူပဲကျွန်တော်ကသူကိုစိုးပြေကဆိုလဲ IME စာတွေလောက်တာအခုဆိုရင်အခုဆိုရင်MME network ကိုတစ်ခုလုံးကိုသူတောင်းယူထားတယ်အဲ့လိုမျိုးပေါ့နော်ကာဆာမာတွေကိုစားပေးဖို့အတွက်ကို24/7ကျွန်တော်မှာကျွန်တော်စီကိုပြောတော့ဒါ24/7 365 day ပေါ့အဲ့ဒါကျွန်တော်တို့လုပ်တယ်ချိန်ရွေးကျွန်တော်ကအဲ့ချိန်နဲ့ကျွန်တော်လုပ်မှာပေါ့နော်အဲ့ဒါရှိရင်ထားရှင်းနေကျွန်တော်တို့ကနေမနေချင်းအဲ့ဒါကိုပြောင်းအောင်လုပ်ရရှင်းနေရှင်းသွားလို့ရှိရင်ကျွန်တော်ကအဲ့ဒီနောက်ပိုင်းမှာကျွန်တော် tablet ဖြစ်အောင် site တွေကိုကျွန်တော်တို့ကဒီ backup ပေးနိုင်အောင်ကျွန်တော်တို့ဒီ web management ပေါင်းပြီးတော့ဝယ်ရရဝယ်ပြီးတော့ပြန်ဖြည့်တာတယ်ကျွန်တော်တို့ကဒီ video မပြတ်အောင်ပေါ့နော်24/7ပေးနိုင်အောင်ကျွန်တော်လုပ်ထားပါတယ်ကျွန်တော်တို့ကဒီကျွန်တော်ကုမ္ပဏီအနေနဲ့ဆိုတာ IGRU license ရထားပြီးသားပေါ့နော် IGRU license ရထားတယ်အဲ့တော့ကျွန်တော်တို့ကပုံမှန်တိုင်းဆိုကျွန်တော်တို့ရန်ကုန်မြောက်ရီလောင်းဟောကျွန်တော်တို့ကိုယ်ပိုင်ကျွန်တော်တိစောက်ထားရှိတယ်အခုလက်ရှိကာလမှာဆိုလဲကျွန်တော်တို့ဒီ submarine cable တချို့လည်းတောင်းတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီ service ကတော့အခုချိန်ကြီးကျွန်တော်တို့ကတရားရခိုင်နှုန်းအထိကျွန်တော်တို့ဝန်ဆောင်မှုပေးနိုင်နေတယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့ achievement တစ်ခုဖြစ်တယ်ပေါ့နော်ခုလိုမျိုး23နှစ်တာကာလအတွင်းမှာ GTG ကအောင်မြင်တဲ့အဖွဲ့အစည်းအဖြစ်နဲ့အခိုင်အမာရည်တည်နိုင်တယ်ဆိုတာကကျမတို့ရဲ့စမ်းဆောင်ရည်မြင်မှုကြောင့်တာမကောက်ပဲဝန်ထမ်းတဦးတယောက်ချင်းစီရဲ့စူးစမ်းအားထုတ်မှုစိတ်အားထက်သန်မှုနဲ့စိတ်သက်ခွန်အားတွေကြောင့်ပဲအခုလိုမျိုးအောင်မြင်မှုရရှိတယ်လို့ကျမထင်ပါတယ်ရှင်။ဝန်ထမ်းများအနေနဲ့ကလည်းတဦးတယောက်ကောင်းနေမှာဟုတ်ဘဲနဲ့ဖွဲ့စည်းစိတ်သက်အပြည့်နဲ့အချင်းချင်းကြိုးပမ်းကူညီခဲ့ကြလို့လည်းအခုလိုမျိုးအောင်မြင်တယ်လို့ညီမယူဆမိပါတယ်ရှင်။ကျမက Global Technology GTG Group ကို2006ခုနှစ်ကနေပြီးတော့စတင် join ခဲ့ပြီးတော့ကျမရဲ့ဝန်ထမ်းလုပ်သက်ကတော့ယနေ့ဆိုရင်19နှစ်ရှိပြီဖြစ်ပါတယ်။ယနေ့ဆိုလို့ရှိရင်ဒီ10နှစ်ကျော်ကာလအထိပေါ့နော် Global Net ရဲ့ service ကိုဘာဖြစ်လို့ရေရှည်အသုံးပြုခဲ့ရလဲဆိုလို့ရှိရင်တော့ Global Net ကများသောအားဖြင့်ကျမတို့က long term partnership ကိုပဲအဓိကထားပြီးတော့ဆောင်ရွက်ပါတယ်။ဒါအပြင် customer တွေရဲ့အကျိုးစီးပွားကိုပဲအဓိကထားဆောင်ရွက်ပြီးတော့ product တိုင်း service တိုင်းကလည်း customer အောင်မြင်ရေးကိုပဲရှေ့ရှုတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်တာကြောင့်မို့လို့ကျမတို့နဲ့အတူ10နှစ်ကြာအထိကာလအထိလက်တွဲခဲ့တဲ့အဖွဲ့အစည်းများအများပြားရှိနေတာပဲဖြစ်ပါတယ်ကျမကတော့ဒီ Global Technology Company ကို2011ခုနှစ်မေလ16ရက်နေ့ကနေစပြီးတော့ပေါ့နော်ဒီ Finance Department မှာအကောင့်နဲ့ရာထူးနဲ့စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်ကျမစတင်ဝင်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီ Global Technology ကဝန်ထမ်းအင်အား50ဝန်းကျင်လောက်နေပေါ့နော် MICT ဘက်အဆောင်ခုနှစ်မှာအဆိုင်လုပ်ငန်းကိုလုပ်ကိုင်နေတဲ့အချိန်ပဲဖြစ်ပါသေးတယ်စတင်ဝင်ရောက်လာတဲ့အချိန်မှာ Telecom sector ဝင်ရောက်လာတာဆိုတော့ပေါ့နော်အခက်အခဲတွေတော့ရှိခဲ့တယ်ဒါပေမဲ့အခက်အခဲဆိုတာကတော့လုပ်ငန်းတိုင်းမှာရှိမှာပဲပေါ့နော်အဲ့တော့ဒါကတော့ငါလုပ်နိုင်တယ်ငါလုပ်ကိုလုပ်ရမယ်ဆိုတော့ဆုံးဖြတ်ချက်နဲ့ပေါ့နော်စူးစမ်းပြီးတော့လုပ်ကိုင်ခဲ့တယ်ပေါ့နော်finance department ဆိုပေမဲ့လည်းပေါ့နော် finance department မှာဒီစင်းတွေထဲမှာပဲလုပ်ကိုင်နေရတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်project အသစ်တွေရှိရယ်ပြီးတော့နည်းပညာအသစ်တွေရှိရယ်အသစ်တွေကိုလေ့လာသင်ခဲ့ရတယ်ပေါ့နော်ဒီပေါ့နော်ကျမတို့ဒီကုမ္ပဏီရဲ့ပေါ့နော်ဆရာသမားတွေညီကိုမောင်နှမတွေနဲ့ပေါ့နော်အားလုံးပူးပေါင်းပြီးတော့နှစ်စဉ်မှာလည်း retreat လို့ပုံစံမျိုးတွေပြီးသွားလို့ရှိရင်mega conference လို့ပေါ့နော် program တွေနဲ့ပေါ့နော်program တွေကိုကျင်းပပြီးသွားတဲ့အခါမှာအားလုံးပဲကုမ္ပဏီရဲ့ပေါ့နော်နောင်အတွက်ဘယ်လို plan တွေလုပ်ကြမယ်ဘယ်လို goal တွေသတ်မှတ်ကြမယ်ဆိုပြီးတော့target တွေ plan တွေကိုချမှတ်ပြီးပေါ့နော်အတူတူပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့တာဆိုလို့ရှိရင်ပေါ့နော်ဒီ Global Technology ကလည်း23နှစ်တိုင်အောင်မြင်စွာရည်တည်နိုင်ခဲ့တယ်ခင်ဗျာမမနဲ့အောင်မြင်စွာရည်တည်နိုင်ခဲ့တယ်activity ပိုင်းရမမရတခုဆိုလို့ရှိရင်ပေါ့နော်မိန်းကလေးဘောလုံးပြိုင်ပွဲဆိုပြီးတော့ကျင်းပါတယ်ပေါ့နော်ရုံးကကျင်းပါတယ်ကျမအနေနဲ့ကဘောလုံးလည်းမကန်တတ်ဘူးခြေထောက်နဲ့ဘောလုံးတော့မထိလိုက်ဘူးပေါ့နော်အသင်းကောင်းဆောင်တယောက်အနေနဲ့အဲ့လိုမျိုးမထိလိုက်ပဲねပေါ့နော်ညီမလေးတွေအားလုံးရဲ့တင်းဝက်ကောင်းမှုကြောင့်ပေါ့နော်ပထမဆုချန်ပီယံကိုဆုခုခဲ့တယ်ပေါ့နော်ဒါက activity ပိုင်းရဖတ်မဲ့ရတစ်ခုပေါ့အဲ့လိုမျိုးလေးတော့ရှိခဲ့တယ်ပေါ့နော်ကျွန်တော်ကတော့ GTG မိသားစုဝင်အနေနဲ့စတင်ပြီးတော့ဝင်ရောက်ခဲ့တာကတော့
ကျွန်တော်တို့2008ခုနှစ်ပေါ့နော်2008ခုနှစ်10လပိုင်းကစတင်ပြီးဝင်ရောက်ခဲ့ပါတယ်အခုဆိုရင်ကျွန်တော်ကတော့18နှစ်ကျော်ခဲ့ပြီပေါ့ဘယ်လိုပြောမလဲအခက်အခဲကောများစွာတွေရောပျော်ရွှင်စရာတွေရောဝမ်းနည်းစရာတွေရောကျွန်တော်တို့တွေကအားလုံးရင်ဆိုင်ပြီးတော့အတူတူပေါ့ကျွန်တော်တူတယောက်တည်းလည်းမဟုတ်ဘူးလေကျန်တဲ့အကုန်လုံးမိသားစုဝင်တွေအားလုံးပေါင်းပြီးတော့အခက်အခဲပေါင်းများစွာကိုဖျက်ကျော်ပြီးတော့အခုဆိုရင်23နှစ်တိုင်ပေါ့ပြည့်ခဲ့ပြီပေါ့ဗျာ ညီမက2014မှာစဝင်တာပေါ့နော်14အခုဆိုလို့ရှိရင်17နှစ်ကျော်ထဲမှာရောက်နေပြီပေါ့နော်17နှစ်ကျော်12နှစ်ထဲမှာရောက်နေပြီပေါ့နော်အစင်တမ်းမခွဲဘူးပေါ့နော်မခွဲကြဘဲနဲ့ကလင်လာရဲ့တန်ရှင်းရဲ့လို့မဟုတ်ဘဲနဲ့လက်တွဲပြီးတော့လည်းခေါ်ပါတယ်ဆရာတွေစူတာငေါက်တာတွေကိုလည်းသူတို့စူတဲ့အပေါ်မှာသင်ခန်းစာတွေလည်းရတယ်အတွေ့အကြုံလည်းရှိတာပေါ့နော် Our heroes are those who work hard with unequivocal purpose. Heroes aren't without their flaws, but they pick themselves up after setbacks, bumps, failure, and fault. The fighter for all his blemishes is a fighter, while the most whole and perfect flies are still only flies. Technology is powerful, but people don't care about technology per se. Instead, they focus on how technology can improve their lives. GTG brings latest technologies to improve Myanmar's people's lives.